ပေါ်ဂန်မြို့တမိုင်းကျောင်းအကျဉ်းချုပ်ပေါ်ဂန်မြို့သည်မြန်မာနိုင်ငံ၏တမိုင်းဝင်နှင့်ယဉ်ကျေးမှုအရာအလွန်ရေးကြီးသောနေရာတစ်ခုဖြစ်သည် UNESCO ကမ္ဘာအမွေအနှစ်နေရာအဖြစ်သတ်မှတ်ခံရပြီးကမ္ဘာလက်ခီးသွားများအဓိကလာရောက်လည်ပတ်ရာနေရာတစ်ခုဖြစ်သည်ပေါ်ဂန်မြို့သည်ခရစ်နှစ်10ရာစုမှ13ရာစုအထိပေါ်ဂန်ခေတ်ကိုခိုင်လုံစွာအုပ်ဆောင်ခဲ့သည်ဤကာလအတွင်းပေါ်ဂန်မင်းများသည်တိုင်းပြည်ကိုရန်သူများထံမှကာကွယ်ပြီးဗုဒ္ဓဘာသာကိုပင်လယ်ကမ်းရိုးတန်းဒေသများအရောက်ပြန့်နှံ့စေခဲ့သည်ပြင်ပြမင်းသည်ပေါ်ဂန်မြို့ကိုတည်ထောင်ခဲ့သည့်မင်းဖြစ်သည်အနော်ရထာမင်းလက်ထက်တွင်ပေါ်ဂန်နိုင်ငံတော်သည်ပရေဒယက်အဆင့်မှအေဂယက်အဆင့်သို့တက်လှမ်းလာနိုင်ခဲ့သည်ကျန်စစ်သားနှင့်အလောင်းစီသူတို့လက်ထက်တွင်တိုင်းပြည်အင်အားပြန်လည်ပြေဝလာသည်ခရစ်နှစ်1280ခုနှစ်တွင်မွန်ဂိုတို့၏ကျူးကျော်မှုကြောင့်ပေါ်ဂန်၏အိုးစာလုံးဝကျဆင်းသည်သို့တော်လည်းရှင်ဒီတာဘာမောက်၏တန်တမန်ရေးကျွမ်းကျင်စွာအရေးဆိုမှုကြောင့်မွန်ဂိုဘုရင်ကူပလိုင်ခံကတပ်များကိုပြန်ဆုတ်စေသည်ပေါ်ဂန်မြို့တွင်2000ကျော်စေတီပူထိုးများရှိသည်ပြည်သူများသည်ကုသိုလ်ရရှိရန်အတွက်စေတီပူထိုးများကိုတည်ဆောက်ခဲ့ကြသည်ဤစေတီပူထိုးများသည်ဗုဒ္ဓဘာသာ၏အနုပညာဗိတ္တရာကျွမ်းကျင်မှုနှင့်ယုံကြည်ချက်တို့ကိုထင်ဟပ်စေသည်ပေါ်ဂန်မြို့ရှိအဓိကနေရာများမှာရွှေစည်းခုံအာနန္ဒာတပညုနှင့်ထီလိုမင်းစေတီပူထိုးများဖြစ်သည်ခီးသွားများသည်အေယာဝတီမြစ်ပေါ်တွင်ရေကြောင်းခီးသွားလည်ပတ်ကြသည်လေကြောင်းယဉ်ဖြင့်ပေါ်ဂန်မြို့အပေါ်တွင်ပြန်တန်းကြသည်ပေါ်ဂန်မြို့သည်မြမသမိုင်းယဉ်ကျေးမှုနှင့်အနုပညာ၏အထွတ်အထိပ်ကာလဖြစ်သည်ပေါ်ဂန်မြို့ရှိစေတီပူထိုးများသည်ဗုဒ္ဓဘာသာ၏အနုပညာဗိတ္တရာကျွမ်းကျင်မှုနှင့်ယုံကြည်ချက်တို့ကိုထင်ဟပ်စေသည်ပေါ်ဂန်မြို့သည်ကမ္ဘာလက်ခီးသွားများအဓိကလာရောက်လည်ပတ်ရာနေရာတစ်ခုဖြစ်သည်